summer program ကတော့ activities တွေအများကြီးလုပ်ခဲ့ရတယ်เนาะဆိုတော့ English စာအပြင် maths လေးပါမယ်နောက် activities တွေအများကြီးပေါ့နောက်ထူးခြားအစီအစဉ်တွေနဲ့ကျမတို့တကြံရှိတယ်เนาะဆရာတကြံအစီအစဉ်ရှိရယ်တချင်းတွေတက်ပြီးဆိုရ performance တွေလုပ်ရတယ်ပေါ့เนาะနောက်တကြံမှာလည်းပျော်ပျော်ပါပါသူကကိုယ့်အတန်းနဲ့မဟုတ်ပဲနဲ့တကြောင်လုံးပေါ့ကျမတို့အတူတူเนาะရွှေရင်အေးတိုက်တယ်ရွှေရင်အေးတိုက်တယ်ပျော်ပျော်ပါပါပဲကဲမိသားစုကြီးအကြီးကြီးလို့ပဲသူပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ကြရဆိုတော့ကလေးတွေကစင်မော်တက်ရတဲ့သူတက်တည်ရရှိလာတယ်ပေါ့เนาะအတန်းထဲမှာဆိုလို့ရှိရင်လည်း group work တွေ pair work တွေလုပ်ရတယ်နောက်ကျမတို့ဒီလိုအမြဲတမ်းတင်နေတယ်လို့ပဲ game စိန်နဲ့သူတို့ကစားပြီးတော့ပျော်ပျော်ရွှင်ရွှင်စာကိုတင်ရတယ်ဆိုတော့စာဒီ3လလုံးကဘယ်လိုကုံလို့ကုံသွားမှမသိဘူးမြန်မြန်ဆန်ဆန်နဲ့ကုံသွားတော့တကယ်ကိုပျော်ကြရပေါ့နော်နောက်တခြားအစီအစဉ်တွေကကျမတို့ International Day ဟုတ်တယ် International Day လည်းကျမတို့လုပ်တယ်ဆိုတော့ကလေးတွေကသူတို့တာဝန်ကျတဲ့နိုင်ငံနဲ့ပတ်သက်တဲ့အစားအသောက်တွေ culture တွေနောက်သူတို့အဲ့နိုင်ငံရဲ့အကြောင်းကိုသူတို့ research လုပ်ရတယ်ပေါ့နော် information တွေရှာရတယ်ဒါသူတို့ကိုယ်တိုင်လုပ်ရတဲ့ဟာပေါ့နောက်အဲ့ဒီနိုင်ငံနဲ့ပတ်သက်တဲ့ဟာတွေကိုသူတို့က poster လေးလုပ်ရတယ်ဒါလည်းသူတို့ကိုယ် idea နဲ့ကိုယ်ပဲသူတို့လုပ်ကြတယ်ဆိုတော့ presentation တွေလုပ်ပြီးတော့သူတို့ရဲ့အစားအသောက်တွေအကြောင်းရှင်းပြရဲသူတာဝန်လေးခွဲပြီးတော့ဘယ်သူကဘာဆိုပြီးတော့အစားအသောက်တွေအကြောင်းရှင်းတဲ့သူရှင်းနောက်နိုင်ငံအကြောင်းရှင်းတဲ့သူရှင်း culture အကြောင်းရှင်းတဲ့သူရှင်းတဲ့အမျိုးမျိုးပါဝင်ကြတယ်နောက်အဲ့ဒီနေ့မှာပဲเนาะကျမတို့ debate ရှိတယ်spelling bees ဆိုတော့အငယ်တန်းတွေအတွက်ကတော့ spelling bees ပေါ့ spelling bees ကသူတို့ဒီကျောင်းစတက်ကြရနေပြီးတော့အဲ့ဒီနေ့အထိသူတို့သင်ခဲရတဲ့သင်ခန်းစာတွေကစကားလုံးလေးတွေကို teacher တွေကသူတို့ list ထုတ်ပေးထားတယ်ဆိုတော့အဲ့ဒီထဲကမှ teacher တွေက dictate ပေါ့နော်ခေါ်လိုက်တဲ့စကားလုံးကိုအမြန်ဆုံးသူတို့ရေးပြီးတော့မှသူတို့အရင်ဆုံးထောင်နိုင်တဲ့အဖွဲ့ကနိုင်တယ်ပေါ့နော်အဲ့အမျိုးကျမတို့လည်းပေးပြီးတော့မှကျမတို့စုပေးတယ်နောက်ထူးခြားတာတစ်ခုကကျမတို့ပိတ်ပွဲမှာဆိုရင်တကယ်အံ့ဩစရာကောင်းတယ်ပေါ့နော်ဒီနေ့ပိတ်ပွဲကကလေးတွေအကုန်လုံးကသူတို့ talent ကိုဟုတ်တယ် talent ကိုတကယ်စင်ပေါ်မှာတကယ်ပြနိုင်တယ်တချင်းဆိုတဲ့သူနဲ့နောက်အဲ့လို play တွေဆိုလဲတကယ်သူတို့တကယ် well prepared သူတို့လုပ်လာတယ်ဆိုတော့အဲ့ဒါကိုတော့အဲ့ဒီတက်လာတဲ့မိဘတွေလည်းမျက်မြင်ပေါ့နော်တွေ့ကြရဆိုတော့ရန်ကိုပျော်ဖို့ကောင်းတဲ့ဒီ summer program ပေါ့နော်သူတို့တော်တော်လေးကိုလမ်းလုပ်ခဲ့ကြတယ်လို့ပြောရမယ်ဆိုတော့ confidence တွေဖြစ်လာတယ်နောက်သူတို့ English level လည်းတကယ်ကိုဘယ်လိုခေါ်မလဲတိုးတက်လာတယ်ပေါ့နော်အဲ့လိုမျိုးကိုလည်းသူတို့ဂုဏ်ယူရတချို့ဆိုရင်အဲ့ပွဲမှာဆိုရင်ဆွဲကြိုး2ခု3ခုနဲ့လာကြွားတာမျိုးရှိရပေါ့နော်ဆိုတော့ကလေးလည်းပျော်တယ်တကယ်လည်းဒီ3လတကယ်ကိုအတိအပွင့်တော့အကျိုးဖြစ်ထွန်းတဲ့3လဖြစ်တယ်လို့လည်းကျမတို့ယုံကြည်ပါတယ်လို့ဟုတ်ကဲ့